ဒီလိုကြောင့်ဘယ်အနုပညာရှင်ကိုမှတိတ်မဖိတ်ကြပဲလူမသိသူမသိတာလက်ထပ်ခဲ့ရတဲ့မုံဒီနေ့ကတော့အနုပညာလောကမင်းသမီးတွေတယောက်ပြီးတယောက်လက်ထပ်တဲ့နှစ်လို့ပြောရမှာပါမင်းသမီးတွေကအပြိုင်ဆိုင်လက်ထပ်ကြတယ်လို့မင်္ဂလာပွဲကိုလည်းအကြီးဆုံးကျင်းပနေကြတာပါယူလိုက်ကြတဲ့အမျိုးသားတိုင်းကလည်းဒိတ်ဒိတ်ကျဲအမျိုးသားတွေဖြစ်နေတာပါဒီထဲမှာလက်ထပ်တဲ့သူတွေထဲမှာမုံကလည်းပါဝင်လာခဲ့ပါတယ်MRTV4 ဇလန်တွဲနဲ့လူတီများလာခဲ့တာဖြစ်ကဇကားတွေရိုက်ခွင့်ရလာခဲ့တာပါမုံကလက်ထက်တဲ့အချိန်မှာလည်းတခန့်တနာလက်ထက်မယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့မုံကသူ့လက်ထက်မဲ့အကြောင်းကိုတော့လူသိရှင်ကြားထုတ်မပြောခဲ့ပါဘူးမုံလက်ထက်ပွဲလောက်တာကိုလူပညာလောကတွေကလူအများဆိုသိတောင်မသိကြပါဘူးအလုံးကနက်ခတ်တင်လိုက်တဲ့ပုံတစ်ပုံကြောင့်သာလက်ထက်လိုက်တယ်ဆိုတာသိကြရတာပါနက်ခတ်ကသူ့အကောင့်ကနေပုံလေးတစ်ပုံတင်လာခဲ့ပါတယ်အဆိုပါပုံထဲမှာလူအများမမြင်ဘူးသေးတဲ့အမျိုးသားနဲ့မုံတို့ကလက်ချင်းတွဲချိတ်ထားကနက်ခတ်နဲ့ဓာတ်ပုံရိုက်ထားတာဖြစ်ပါတယ်မုံတို့ရောက်ရဲ့မင်္ဂလာဆုံးကပ်ပွဲလေးဖြစ်ကနက်ခတ်ကလည်းဂုံပြူစကားလေးရေးတင်လာခဲ့ပါတယ်နက်ခတ်ကိုယ်တိုင်ကလည်းအရန်ကြီးခမ်းနားတာမျိုးမဝတ်ထားပဲတီရှပ်လေးနဲ့ပစိုးကိုသာအယိုးရှင်းဆုံးဝတ်ထားတာပါမုံက MRTV4 မင်းသမီးတယောက်ဖြစ်ပေမဲ့နက်ခတ်ကိုသာဖိတ်ထားခဲ့တာပါတခြားရုံးကအမှုပညာရှင်တွေကိုတယောက်မှမမြင်တွေ့ရပါဘူးဒါအပြင်မကြသေးခင်ကမှထုတ်လင်းပြသခဲ့တဲ့အချစ်ဆုံးသူရဲ့ထုတ်ပတ်ဒီဇလန်တွဲတွေကတရုတ်ဆောင်ဖြစ်တဲ့ကောင်းမြတ်ဆန်နဲ့စုထက်လိုင်တို့ကိုတော့ဖိတ်တာမျိုးမရှိပါဘူး။ဒါအပြင်တခြားအမှုပညာရှင်တွေကိုလည်းမဖိတ်ပဲဘယ်သူမှတက်ရောက်တာမျိုးမရှိပါဘူး။မုံကလက်ထက်တဲ့အချိန်မှာလည်းပွဲကိုအသေးလေးသာကျင်းပတာဖြစ်ပါတယ်။ပွဲအသေးလေးနဲ့သာမင်္ဂလာပွဲကျင်းပတာမို့ဘာကြောင့်လဲဆိုပြီးတော့တချို့ကလည်းတွေးနေကြတာပါ။ဒါအပြင်နက်ခတ်ကပုံတင်ထားတဲ့အပေါ်မှာလည်းတိတ်မကြသေးခင်မှာပဲဖျက်ချလိုက်ရပါတယ်။မုံဖြတ်ခိုင်းတာကြောင့်ဖြတ်လိုက်ရတာဆိုပြီးတော့လူတွေကထင်နေကြတာဖြစ်ပါတယ်။မုံလက်ထက်လိုက်တဲ့အမျိုးသားကအနုပညာလောကမဟုတ်တဲ့ပြင်သူ့ထက်လည်းအသက်ကြီးလို့နေတာပါ။မုံထက်10နှစ်ကျော်လောက်အသက်ကြီးက45အရွယ်အမျိုးသားလို့ထင်နေရဖြစ်ပါတယ်။အသက်ကြီးနေတဲ့အမျိုးသားတယောက်ဖြစ်လို့အချင်းယုံလက်ထက်တာလို့လေလူတွေကထင်နေကြတာပါ။ဒါအပြင်မုံရဲ့အမျိုးသားကငွေရှိတဲ့အတိုင်းဝိုင်းကဖြစ်တယ်လို့အရာရှိများဖြစ်မလားလို့ခံမှန်းနေကြတာပါ။မုံကဘာမှတေချာထုတ်မပြပဲအချင်းယုံသာလက်ထက်ခဲ့တာဖြစ်ပါတယ်။မုံကမင်္ဂလာပွဲမှာလည်းအရန်ကြီးပြင်ဆင်တာမျိုးမဟုတ်ပဲတာမန်လေးသာဝတ်စားဆင်ရင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မင်္ဂလာပွဲကဟိုတယ်မှာကျင်းပခဲ့တာဖြစ်ပြီးတော့လက်မှတ်ရေးထိုးဖို့ထွက်လာတဲ့အချိန်မှာလေလှေလေးကနေစီးကတဆင့်ထွက်လာခဲ့တာပါ။ကန်ထဲမှာလှေစီးပြီးထွက်လာကနာမည်ကြီးတဲ့အစီအစဉ်တင်ဆက်သူတွေနဲ့လက်မှတ်ရေးထိုးပွဲကိုဆင်နွှဲခဲ့တာဖြစ်ပါတယ်။အနုပညာရှင်တွေကိုမဖိတ်ပေမဲ့လေသူ့မင်္ဂလာပွဲလေးကိုလူအနှဲငယ်နဲ့အကျဉ်းယုံသာရိုမန်တစ်ဆန်ဆန်ကျင်းပခဲ့တာပါ။သူ့အနေနဲ့မင်္ဂလာပွဲလုပ်မယ်ဆိုတာကြိုးမပြောခဲ့ပေမဲ့ပြီးခဲ့တဲ့လထဲမှာတော့အရေးအမွက်တွေပြခဲ့ပါသေးတယ်။သူ့ကောင်းကနေကမ်းခြေတောင်ဆောင်မှာရိုက်ထားတဲ့ပုံတချို့ကိုတင်လာခဲ့တာပါ။ပုံထဲမှာစိတ်လက်စွပ်အကြီးကြီးကိုဝစ်ဆင်ထားကသူတို့သမီးတယောက်လိုရိုက်ထားခဲ့တာပါ။ဒါကြောင့်မို့လဲလက်ထက်ခွင့်တောင်းခံလိုက်ရပြီလို့ထင်ခဲ့ကြတာပါ။လက်ထက်တော့မှလာလို့မေးခဲ့ပေမဲ့မုံဘက်ကနေဘာမှထုတ်ပြောတာမျိုးမရှိပါဘူး။သူလက်ထက်မဲ့အကြောင်းကိုမပြောဘဲသူလက်ထက်မှသာတိတ်တဆိတ်လေးကျင်းပခဲ့တာပါ။တကယ်ဆိုရင်လက်ထက်တာကိုတောင်လူတွေကိုအတိပေးချင်ခဲ့တာမဟုတ်ပါဘူး။ဒါကိုနက်ခတ်ဘက်ကတင်လိုက်လို့သာလူအများကသိရတာဖြစ်ပါတယ်။မုံကဇလန်တွဲနဲ့အောင်မြင်နေတဲ့အချိန်မှာသူ့မိဘအတိုင်းဝိုင်းကြောင့်ဆိုရှယ်မီဒီယာမှာဝေဖန်ခံရတာအရန်ကိုများခဲ့တာပါ။ဒါကြောင့်မို့လဲသူ့အောင်မြင်မှုကတစ်စိတ်တစ်ပိုင်းရပ်တန့်ခဲ့ပါတယ်။ဒါကြောင့်မို့လဲမုံအနေနဲ့ဂျားထဲမှာအနုပညာအလုပ်ကိုဆက်မလုပ်ချင်တော့လောက်အောင်ကိုဖြစ်ခဲ့တာပါ။အနုပညာအလုပ်မလုပ်ချင်တော့တဲ့အတွက်လဲအိမ်အောင်ပြုတ်ဖို့ကိုဆုံးဖြတ်လိုက်တာပါ။မုံကရှင်းနှစ်တွေတုန်းကအခြေအနေနဲ့ပတ်သက်ရင်ကံမကောင်းခဲ့ပါဘူး။အသေးကွဲတဲ့အချိန်တုန်းကဆိုရင်အင်တာဗျူးတွေဖြေကငိုခဲ့ပါသေးတယ်။အခုချိန်မှာတော့သူ့အတွက်လက်ထပ်သိတဲ့အမျိုးသားဖြစ်လို့ရွေးချယ်လက်ထပ်လိုက်တာပါ။မုံရဲ့အမျိုးသားကအသက်ကြီးနေတာကြောင့်လည်းတချို့ကနှမျောတတဖြစ်ကြပါသေးတယ်။မုံကိုတခြားမင်းသမီးတွေလိုခမ်းနားတဲ့မင်္ဂလာပွဲနဲ့မြင်ကျင်သူတွေကတော့လက်ထပ်ပွဲကိုအကျဲချဲတင်ကြောင်းအကြံပေးနေကြတာပါ။ဒါပေမဲ့မင်္ဂလာပွဲကိုအချင်းယုံသာကျင်းပကျင်တဲ့သူတွေကလည်းအချင်းယုံသာလောက်တာကောင်းတယ်လို့ပြောဆိုနေကြတာပါ။မုံကအနုပညာလုပ်ကိုဆက်လုပ်ဖြစ်အောင်မလားဆိုတာကိုတော့တိကျမသိရသေးပါဘူး။ပရိသတ်ကြီးရောမုံတယောက်လက်ထပ်ပွဲကိုလူမသိသူမသိကျင်းပခဲ့တဲ့အပေါ်ဘယ်လိုမြင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။